ရှောင်းရန်ရဲ့အတန်မာဆုံးရုပ်သေးရုပ်ဖြစ်တဲ့ကျဲ6လုံးအဆင့်ရှိမြောက်ပိုင်းဘရင်ထွက်ပေါ်လာခြင်းရှောင်းရန်ဟာဖြက်စီးခြင်းခန္ဓာကိုယ်နဲ့မြောက်ပိုင်းငကားမင်းကိုတက်ဖြတ်ပြီးနောက်သူ့ရဲ့တော်ဝင်သွေးနွယ်စုဖြစ်တဲ့ရှီဟောင်းငကားကြီးရဲ့ရုပ်အလောင်းကိုရုပ်သေးရုပ်မြောက်ပိုင်းဘရင်အဖြစ်ပြောင်းလဲတန့်စင်ခဲ့ပါတယ်။တာမန်ရုပ်သေးရုပ်တွေနဲ့မတူဘဲရှောင်းရန်ဟာသူ့ရဲ့ခန္ဓာကိုယ်ထဲမှာဝိညာဉ်အကျွမ်းအကြံအနှဲငယ်ကိုတမင်ချန်ထားခဲ့ပြီးတန့်စင်တဲ့ဖြစ်စဉ်ထဲမှာထည့်သွင်းပေးခဲ့ပါတယ်။ဒါကြောင့်မြောက်ပိုင်းဘရင်ဟာကိုယ်ပိုင်အသိစိတ်ရှိလာပြီးတာမန်ကြင်ကြံသူတွေလိုပဲတိုက်ပွဲအခြေအနေကိုဆုံးဖြတ်နိုင်ကတိုက်ခိုက်ရေးစွမ်းရည်တွေကိုလွတ်လပ်စွာအသုံးပြုနိုင်ပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကြန့်ခိုင်မှုဟာကျဲခုနှလုံးအဆင့်နဲ့ညီမျှပြီးနာကျင်မှုကိုမသိတယ်လို့ထိခိုက်ဒဏ်ရာရမှာကိုလည်းမကြောက်ပါဘူး။ပြီးပြည့်စုံလူမျိုးပါဖြစ်တဲ့လူတက်လက်နဲ့တစ်ခုဖြစ်လာခဲ့ပါတယ်။အဆင့်တူတမာသူတွေမြင်ရင်တော့ကြောက်ရွံ့တုန်လှုပ်စေပါတယ်။ဒါပေမဲ့ဝင်မျိုးနွယ်စုရဲ့ရှင်လျက်တည်နေတဲ့လူတွေကြီး၄ယောက်နဲ့နှိုင်းယှဉ်ရင်တော့အားနည်းပါသေးတယ်။ဝင်မျိုးနွယ်စုရဲ့ရှင်လျက်တည်နေတဲ့လူတွေကြီး၄ယောက်ဟာတိုက်ခိုက်ရေးတိုက်ကြီးမှာအားလုံးကအတိအမှတ်ပြုထားတဲ့အတန်မာဆုံးရုပ်သေးရုပ်တွေဖြစ်ပါတယ်။သူတို့ဟာမသေးဆုံးခင်ကကျဲရှစ်လုံးအဆင့်ရှိခဲ့ပြီးရှောင်းရွှန်းရဲ့တက်ဖြတ်ခြင်းကိုခံရပြီးနောက်ဝင်မျိုးနွယ်စုကလျှို့ဝှက်နီလန်းနဲ့ရုပ်သေးရုပ်အဖြစ်ပြုလုပ်ခဲ့တာပါ။မတေဆုံးခင်ကတိုက်ခိုက်ရေးစွမ်းရည်တချို့နဲ့ပေါင်းဆက်တိုက်ခိုက်နိုင်စွမ်းကိုထိမ့်သိမ်းထားပြီးအချိန်တိုအတွင်းမှာကျဲ9လုံးအဆင့်ကိုတောင်ရင်ဆိုင်နိုင်ပါတယ်။ဒါပေမဲ့ခွင်မျိုးနယ်စုစီကနေစွမ်းရည်တွေအဆက်မပြတ်ထောက်ပံ့ပေးဖို့လိုအပ်ပြီးဖြစ်လက်မှုအပိုင်းမှာတော့မြောက်ပိုင်းဘရင်ကိုမမိပါဘူး။မြောက်ပိုင်းဘရင်ဟာရှောင်းရန်ရဲ့လက်ထဲမှာအမြင့်မားဆုံးတကူတော်ရုပ်သေးရုပ်ဖြစ်ပြီးခွင်မျိုးနယ်စုရဲ့လူတွေကြီးတွေကတော့အုပ်စုလိုက်စွမ်းအားနဲ့ကြင်ကြံမှုအဆင့်ဖိနှိပ်မှုအပေါ်အခြေခံက theory အရအမြင့်ဆုံးအဆင့်မှာရှိပါတယ်။သူတို့နှစ်ခုရဲ့တဘာဝကွာခြားချက်ကတော့တကူတော်တိုက်ခိုက်နိုင်စွမ်းနဲ့အုပ်စုလိုက်အင်အားရဲ့အပြိုင်မှုပဲဖြစ်ပါတယ်။